좋아요? 피디라. 종이가 두미래? 피디라고. 뒤로네 저마 정치 정차 지도회비. 미블라 가면래 저마시마 봉어도 봐게. 왜냐면신래 라나마도 토빙이 뭐니 미래? 또 보나말리올래 미미디비메 건네테마 미디봉리네 말라이데. 저마니가 고사이마 미시메 비시리고 미래비. 고 바이바도나. 미 봉보 빌레메. အဲ့ဒါလေးလို့ရှင်တော့မှာပေးပါလားရတယ်မဟုတ်လားရေးကြည့်လို့လေပို့လိုက်လေသူစကားလိုရင်းတို့ရှင်ဖြစ်တာလားရယ်ဟိုင်းအခုမေးပါပစ္စည်းမှာထားလေဒါလေးအခုဇီရီရောဆိုက်တွေရောသိချင်လို့မိဝမ်းပုံစံလေးပို့ပြီးထားလိုက်တယ်ကိုကဘိုင်ဘာတိတ်မတုံးဖြစ်ဘူးတင်တယ်ကျမစာပို့ပြီး2ရက်လောက်ကြာမှပြန်စားလာတယ်ရှာပေးမယ်ရှာမရရင်တွားပေးမယ်အကောင့်ပြောနေတာကိုစမနေနဲ့ကိုလည်းအကောင့်ပြောနေတာပါကျေးဇူးပါချပေးမယ်ဆိုရင်လည်းကျမအလုပ်သွားချိန်တိုင်းအကိုကိုပုံမှန်တွေ့ရတယ်အလုပ်ပြန်ချိန်တွေမှာလည်းအကိုဆိုင်ကြီးကပဲဖျက်လျှောက်ခဲ့မိတယ်တခါတလေအမျိုးသမီးတူကိုပါကိုနဲ့ရှင်တွေ့ရတယ်ထမင်းအတူစားနေပြီးရေရမောစကားပြောနေကြတယ်အဲ့ဒီခိုက်တန်တွေကအသက်ပါပြောက်သွားနိုင်တယ်အဲ့ဒီအမျိုးသမီးကဘာတူလဲရေရလည်းမသိအကိုနဲ့ဘာတော်တယ်လဲတတိရှာလည်းမသိဘာကြောင့်မို့အတူရှိနေတာလဲတော်တော်တစတိတိကျကျသိချင်လာမိတယ်။အဲဒီနီညာကအရန်နာမှာတူထိုင်နေရင်ငဲ့ကိုငဲ့မီလီလူတယောက်ကိုရှင်းမိနေပြီထင်တယ်။ဟဲ့ဘာတူလဲဟမ်မပြောရင်ငဲ့စိတ်ဆိုးမှလား။ဘာလို့လဲဘာတူမို့လို့လဲ။မေခုနောက်ပိုင်းရန်နာကိုထွက်ထိုင်နေတာဘာလို့လဲသိလား။တတိတော့ထားမိပါရဲ့။ဒါပေမဲ့လေချင်းခံရင်လည်းလို့ပဲထင်တာ။အဲ့ဒီအချိန်မှာစစ်ပီလေးကကျမတို့ရှိရဘက်ကိုတဖြည်းဖြည်းယူလာခဲ့တယ်။သူပေါ်ငယ်မေတူကိုရှင်းမိနေပြီထင်တယ်။ဟာမေရဲ့ငါ့ကိုလာမလောက်နေပါနဲ့။ရုပ်တည်ကြီးနဲ့တော်ဆန်းပါဟာ။မဟုတ်ဘူးငယ်မေကပြောနေတာ။မေသူခုနကကိုတည်တယ်။ဘယ်ပေါ်မှာလဲစကားပြောဘူးလေ။အကြောင်းမရှိပဲလေသူ့ဆိုင်ကိုကြီးတော်တော်ဝယ်မိနေတာ။ငယ်ရဲ့မီးပလက်ကောင်းနေလေ။မယုံဘူး။အနောက်ဆန်းနဲ့မေရဲ့ခန်းထဲပြင်းဝင်ပြီးမီးပလက်ကောင်းနေနဲ့ခေါင်းအောက်ကစာအုပ်လေးယူကဒီမှာကြည့်ငဲမေးမညာဘူးစာအုပ်လေးယူကငဲအစပိုင်းလေးဖက်လိုက်ပြီးမလုပ်ပါနဲ့သူ့မှာမိမရှိရထင်တယ်မိနာချင်းရလိမ့်မယ်သူလူလို့ဆိုရင်တော့တော်သေးတယ်အခုကဘာမှမသိဘူးပြီးတော့သူကမေးချိတ်တဲ့ပုံစံမဟုတ်ဘူးလေဒီလောက်တီလီလန်နေတဲ့ဟာအချက်ကပန်းရှားကန့်တတ်ထားလို့မရတာငဲသူ့မှာအမျိုးသမီးရှိနေရင်တော့ဒီချက်ကိုမေးတမင်လုပ်ယူခဲ့တာမဟုတ်ဘူးလေနှလုံးသားရဲ့စီယာအတိုင်းပဲချစ်ခဲ့တာချစ်မိသွားခဲ့တာပြဿနာကြီးဖြစ်လာရင်မိရှိရဒုက္ခရောက်လိမ့်မယ်တတိယမရှိစမ်းပါနဲ့ရှေ့ဆက်မတိုးနဲ့အရင်ဆုံးတေချာအောင်လေ့လာကြမယ်နော်ကြောက်နေလဲရှေ့ဆက်တိုးမိတာရုံးလီနဲ့လီဆိုတာတွေကအရေးတဘောတရားတွေပဲလေအခွဲလာတဲ့နှလုံးသားနဲ့အတူမြည်ကြရင်အတန်တွေဟာတိမ်ဝင်သွားခဲ့တယ်နှစ်ယောက်လုံးတိတ်ဆိတ်လေးရဲ့မငိုပါနဲ့မိရဲ့ကျမတို့တော့အိပ်ရတယ်ကျမအိပ်နေတာကိုငယ်တိုင်းကြည့်နေပုံရတယ်ငယ်အဲ့လိုမတော်ဘူးလားစိတ်မပါလို့မိငယ်စဉ်းစားနေတာအဆောင်ပြောင်းမလားလို့ကျမထားထန်လိုက်ပြီဘာလို့လဲငယ်ညာကငယ်ကြီးမပြောဘူးစာအုပ်ကိုဆက်ပတ်လိုက်တယ်တကယ်ပါမေကိုမနာချင်းစေချင်ဘူးမြေကြီးမကြစေချင်ဘူးမေလိုမိန်းကလေးကကြိုက်တဲ့ကောင်ကိုယူကြည့်လို့ရပါတယ်ပြီးတော့သူကမေးကြတဲ့ပုံစံလည်းမဟုတ်ပဲနဲ့ဟုတ်ပါတယ်ဒါပေမဲ့မေးစိတ်မှာသူ့ကိုမှတတိတရားရှိနေတာသူ့ကိုမှဆွဲလန်းနေတာငယ်အဲကြောင့်ပြောတာအဆောင်ပြောင်းမယ်လို့မိနေရရင်ပိုးဆွဲလန်းသွားလိမ့်မယ်ဘာမှမစခင်ဘာမှမဖြစ်ခင်တော့မိဒီလောက်နာနာချင်းဖြစ်နေရတာမိရကြရတာငယ်တို့ထင်တယ်လို့သာအမျိုးသမီးရှိရဆိုတော့ပြီမေသူ့ကိုရှင်းနေပြီပြီးတော့ငယ်ပြောဘူးလေအချက်ကပျော်ရွှင်မှုနာကျင်မှုဝေးကွာမှုတွေနဲ့တုံတွဲနေတာဆိုမဟုတ်ဘူးမေတော်ပါတော့ငယ်ဒီနေ့အပြင်သွားအောင်လေနော်ငယ်သွားချင်လို့လားစိတ်ပြေလက်ပြောက်ပါမငိုပါနဲ့တော့ငယ်မြေကြီးများတော့ကရှင်းရှင်းစကားကိုဖျက်ပြောပြန်တယ်မိကိုလိုက်နေတဲ့လူတွေရှိတယ်လေအရှင်ပြင်းမဲ့တရားကိုတွဲကြည့်ပါလားအပြင်းပြေလက်ခံစကားပြောကြည့်ပါလားကိုသေးပြောဖို့တခုရဲနဲ့သူများအောင်မကစားချင်ပါဘူးငယ်မဟုတ်ဘူးလေမေရဲ့ငယ်ပြောတာကတော်ပါတော့ငယ်မေကိုအဲ့လိုတွေအတင်းကျပ်ပြောနေတာမေတကယ်မကြိုက်တော့ဘူးမေငယ်ကိုအဲ့လိုတစ်ခါမှမပြောဘူးနော်မဟုတ်ပါဘူးငယ်
အဲ့ဒါဟိုကောင်းကြောက်ပြင်းမွေလို့